Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဗီဒီယိုထဲမှာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာက Pokemon လေးတွေရဲ့အကြောင်းပဲဖြစ်ပါတယ်ဒီ Pokemon ထဲမှာမှအထင်ရှားဆုံးနဲ့အကျော်ကြားဆုံး Pokemon ဖြစ်တဲ့ Pikachu အကြောင်းလေးတွေကိုဒီဗီဒီယိုထဲမှာပြောပြပေးသွားမှာပါကဲဗီဒီယိုလေးကိုမြန်မြန်စလိုက်ရအောင် Pikachu ဆိုတာဘာလဲPokemon World လို့ခေါ်တဲ့ကမ္ဘာလေးထဲမှာနေထိုင်တဲ့ကောင်လေးကိုခေါ်ခြင်းဖြစ်ပါတယ်ဒီဝါရောင်တဲ့ကောင်လေးကိုတော့ Pikachu လို့ခေါ်ပါတယ်နံပါတ်1 Pikachu ကိုပထမဆုံးစတင်မိတ်ဆက်ခဲ့တဲ့ခုနှစ်ဒီ Pikachu ကောင်လေးကိုပထမဆုံး Pokemon Red Green Game မှာ1996ခုနှစ်ကစတင်မိတ်ဆက်ပြီးတော့ထည့်သွင်းခဲ့တာပါနံပါတ်2 Pikachu မွေးဖွားခဲ့တဲ့ဒေတာတွေ့ရတတ်တဲ့နေရာPikachu ကောင်လေးတွေကို Pokemon World ထဲမှာ Kanto Region လို့ခေါ်တဲ့ဒေသမှာအများဆုံးတွေ့ရပါတယ်Kanto Region ဆိုတာတကယ်အပြင်လောကကဂျပန်နိုင်ငံရဲ့ Kanto Area ကိုတူယူဖန်တီးထားတဲ့စိတ်ကူးရင်နေရာတစ်ခုသာဖြစ်ပါတယ်။နောက်တစ်ခုက Pokemon Season 1 Indigo League ထဲမှာတော့ Pikachu က Forest ထဲမှာ Wild Pokemon အနေနဲ့နေခဲ့ပြီးနောက်ပိုင်း trainer ဖြစ်တဲ့ Ash-Ketchum နဲ့တွေ့ခဲ့ပြီးကောင်းဆုံးနဲ့အထင်ရှားဆုံးလက်တွဲဖော်ဖြစ်လာခဲ့ပါတယ်။နံပါတ်3 Pikachu အကြောင်းPikachu ဟာ Pokemon တိုက်18မျိုးထဲမှာ Energy တစ်ခုဖြစ်တဲ့ Electric တိုက်ကိုပိုင်ဆိုင်ထားတဲ့ Pokemon တစ်ကောင်ပါနောက်တစ်ခုက Pikachu ရဲ့ Pokédex စာရင်းနံပါတ်ကတော့25ကောင်မြောက်ဖြစ်ပြီးအမျိုးအစားကတော့ကြွက်မျိုးစား Pokemon တစ်ကောင်ဖြစ်ပါတယ်အရက်ကတော့3.4 မီတာရှည်ပြီးအလေးချိန်ကတော့6ကီလိုဂရမ်လေးတယ်လို့ဖော်ပြထားပါတယ်ဒီနေရာမှာထပ်ပြီးရှင်းပြရမှာအရက်နဲ့အလေးချိန်ပါဘာလို့လဲဆိုတော့အခုပြောပြသွားတဲ့အရက်နဲ့အလေးချိန်က main character ဖြစ်တဲ့ Pikachu ရဲ့ခန္ဓာကိုယ်ကိုပြောခဲ့တာပါအခြားမျိုးစိတ်တူဖြစ်တဲ့ Pikachu တွေနဲ့တော့ရက်နဲ့လေးချိန်ဟာမွေးမြူတဲ့သူနဲ့ဒေတာပုံမူတည်ပြီးကွာနိုင်ပါတယ်။နံပါတ်4 Pikachu အသွင်ပြင် Pikachu ရဲ့ခန္ဓာကိုယ်ရောင်ဟာအဝါရောင်ဖြစ်ပြီးတော့ပါးမှာအနီရောင်ဝိုင်းပုံစံနှစ်ခုနားနှစ်ဖက်စွန်းမှာအမဲရောင်လေးတွေပါရှိပြီးလျှက်စစ်မူကြိုးပုံသဏ္ဍာန်အမီလေးတွေစသဖြင့်ချစ်စရာလည်းကောင်းပါတယ်။နံပါတ်5 Power နဲ့ Attack Pikachu ရဲ့အဓိက power လျှက်စစ်ဖြစ်ပါတယ်။ဒါကြောင့် Pikachu ရဲ့ထင်ရှားတဲ့လျှက်စစ်တိုက်ခိုက်မှုတွေဟာနံပါတ်1 Thunderbolt နံပါတ်2 Thunder နံပါတ်3 Vortex နံပါတ်4 Quick Attack နံပါတ်5 Iron Tail နဲ့နံပါတ်6 Electro Ball တို့ဖြစ်ပါတယ်ဒီထဲမှာ Thunderbolt ကတော့ Pikachu ရဲ့ Signature Attack လို့တောင်ပြောလို့ရပါတယ်နံပါတ်6အမြန်နှုန်းအားသာချက်အားနည်းချက်အသိဉာဏ်အမြန်နှုန်းမှာဆိုရင် Pikachu ဟာ Small Body ဖြစ်လို့အခြား Pokemon တွေထက်ပိုပြီးတော့မြန်ပါတယ်Pikachu ရဲ့အားသာချက်ကတော့လျှက်စစ်မျိုးစားဖြစ်တဲ့အတွက်ရေမျိုးစား Pokemon တွေဆိုရင်ဥပမာ Squirtle, Gyarados လိုရေ Pokemon တွေဆိုရင် Pikachu ဟာတပန်းသာပါတယ်။တပန်းလဲတာပြီးပြီဆိုတော့အားနည်းချက်မှာတော့လျှက်စစ်ဖြစ်တဲ့အတွက်မြေကြီးမျိုးစား Pokemon တွေဥပမာ Onix, Sunset လို့လိုမြေကြီး Pokemon မျိုးစားတွေဆိုရင် Pikachu ဟာနိုင်ဖို့အရန်ခက်ခဲသွားပါပြီ။ကဲအသိဉာဏ်ပိုင်းမှာတော့Pikachu ဟာအခြား Pokemon တွေထက်ပိုပြီးတော့ဉာဏ်ကောင်းပြီးတိုက်ပွဲတိုင်းရဲ့အချို့ချိန်တွေမှာဘယ်လိုတက်ရမလဲဆိုတာသိရဲ့အတဲအန်ဂျူလည်းရှိနေပါတယ်။ဒါပေမဲ့ Pikachu ဟာ small body ဖြစ်တဲ့အတွက် heavy attack တိုက်ခိုက်မှုကြီးတွေခံရရင်အများကြီး Pikachu ကိုထိခိုက်စေနိုင်ပါတယ်။နံပါတ်9 Evolution ဆင့်ကဲပြောင်းလဲခြင်း Pokemon တွေမှာဆင့်ကဲပြောင်းလဲမှုလို့ခေါ်တဲ့အဆင့်3ဆင့်ရှိပါတယ်။ Stage 1အဆင့်1 Pichu ဆိုတဲ့အကောင်လေးပါဒါကတော့ Pikachu မဖြစ်ခင်ပါ Stage 2ဒါကတော့ Pikachu ဖြစ်နေပါပြီStage 3ကတော့နောက်ဆုံးဖောင်ပြဲဖြစ်တဲ့ Raichu ပါအခုပြောပြသွားတာ Pikachu ရဲ့ဆင့်ကဲပြောင်းလဲခြင်းပါအခုပြောပြရတဲ့ထဲမှာနောက်ဆုံးဖောင် Stage 3ဖြစ်တဲ့ Raichu ကိုပြောင်းမှုဆိုရင် Pikachu ဟာ Thunderstone လို့ခေါ်တဲ့ဒီဟာလေးကိုလိုအပ်ပါတယ်လိုအပ်တာပါဒီကြားတယ် Alola Region version ဆိုပြီး Alola Raichu ဖောင်လည်းရှိနေပါတယ်ဒီလိုလေးပါဒီ Alola Raichu ကလေးပေါ်ပြန်နိုင်ပြီးတော့ Physics Power လည်းရှိနေပါတယ်နံပါတ်8 Interesting First Name Meaning စိတ်ဝင်စားဖို့ကောင်းတဲ့နာမည် Pikachu ရဲ့နာမည်ကအဓိပ္ပာယ်နှစ်ခုရှိပါတယ် Pikachu ကို Pika နဲ့ Chu ဆိုပြီးတော့ခွဲလိုက်ပါ Pika ဆိုတာဂျပန်အတန်ထွက်လျှက်စစ်ထတောက်တာလင်းလက်သွားတာဆိုတာပါအကနေမှ Pika ဆိုတာကိုယူသုံးထားတာပါ Chu ဆိုတဲ့အဓိပ္ပာယ်ကတော့ကြော့အတန်အောင်ပြောတာပါအဲ့ဒီနှစ်ခုပေါင်းပြီးတဲ့နောက်မှာတော့ Pikachu ဆိုတဲ့နာမည်ဖြစ်လာခဲ့တာပါ Born Esther အတန်တရုပ်ဆောင်Pikachu ရဲ့အတန်နေရာမှာ Equi Otani လို့ခေါ်တဲ့မျိုးသမီးကတရုပ်ဆောင်တာပါစကားမဆက် Equi Otani အကြောင်းနည်းနည်းပြောပြခဲ့ပါမယ်သူဟာ Pikachu ဇာတ်ကောင်တစ်ခုတည်းကိုတရုပ်ဆောင်ခဲ့တာမဟုတ်ပါအခြားနာမည်ကြီးဇာတ်ကောင်တွေဖြစ်တဲ့ Chopper, One Piece, Konohamaru, Naruto, Mitsuhiko တို့စသည်ဖြင့်အခြားသောနာမည်ကြီးဇာတ်ကောင်အများကြီးလည်းရှိပါသေးတယ်သူဟာအခုထိအသက်ရှိထင်ရှားရှိနေသေးပြီးအသက်ကတော့60ရှိနေပါပြီကဲဒီလောက်ဆို Pikachu အကြောင်းလည်းသိလောက်ပြီးထင်ပါတယ်
နောက်ဗီဒီယိုမှာတော့အကောင်ကြီးဝါတုတ်တုတ်နဲ့ချစ်စရာကောင်းတဲ့ Snorlax Pokemon အကြောင်းကိုပြောပြသွားမှာပါအခုဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like နှိပ်ခဲ့ပြီးပြောချင်တာများရှိခဲ့ရင် comment မှာရေးပေးသွားခဲ့ပါဦး Pokemon အကြောင်းလေးတွေဗီဒီယိုတင်တိုင်းသိရအောင် channel လေးကို subscribe လုပ်ထားခဲ့ဖို့လည်းအသိပေးခဲ့ချင်ပါတယ်ကဲဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါတယ်